မင်္ဂလာပါရှင်ဒီနေ့မတ်လ2ရက်နေ့မှာကြာရောက်တဲ့တောင်သူလယ်သမားတွေကိုဂုဏ်ပြုတဲ့အနေနဲ့ကျေးဇူးရှင်တောင်သူဦးကြီးတွေကိုမေးခွန်းလေးတွေမေးပြီးတော့ညီမတို့မာလာမြန်ကနေပြီးတော့အမှတ်တရပစ္စည်းလက်ဆောင်လေးတွေပေးရသွားမယ့်အစီအစဉ်လေးပဲဖြစ်ပါတယ်ရှင်မင်္ဂလာပါဗျအေးမင်္ဂလာပါသမီးอ่ะမင်္ဂလာပါညီမလေးရေဟုတ်ကဲ့မင်္ဂလာပါခင်ဗျအဘဒီတောင်သူအလုပ်ကိုဘယ်ချိန်ကလေးကနေပြီးတော့စတင်လုပ်ကင်ဖြစ်ခဲ့တာလဲရှင်14-5နှစ်တည်းကလုပ်ပါတယ်အသက်20လောက်ကလောက်ကင်ခဲ့တာပါဘာတွေရောစိုက်ပျိုးဘူးလဲဗျစပားလေးစိုက်တယ်ပဲလေးစိုက်တယ်မိုးတင်းဘက်ကျရင်တော့စပားစိုက်ကြပါနွေဘက်ကျရင်တော့ပဲဦးစားပြီးစိုက်ကြတာပါနော်အကိုအခက်ခဲလေးတွေလည်းပြန်ပြီးတော့ကျွန်တော်ပြောပြပေးပါအောင်ကိုအတိဝတ္ထုဖောက်ပြန်တဲ့အချိန်လေးတွေပဲကျွန်တော်တို့အခက်ခဲကြီးတာပါတွင်းအားစုတွေကတအားဈေးကြီးတော့ကျွန်တော်တို့မှတော်တော်ခက်ခဲပါတယ်တောင်သူတွေကညီမတို့လူမှုဘဝမှာဘယ်လောက်ထိအရေးပါလဲဆိုတာလေးကိုလည်းပြောပြပေးပါအောင်ကိုတောင်သူတွေကတော့ကျွန်တော်တို့လူမှုဘဝမှာအရေးပါတာပေါ့တောင်သူတွေရေးမပါလို့မရတာပြည်သူပြည်သားတွေရဲ့စာဝတ်နေကိုအဓိကဆောင်ရွက်နေရတာဖြစ်လို့လူမှုဘဝမှာအများကြီးအရေးပါတယ်လို့ကျွန်တော်တို့ထင်ပါတယ်လူရေးတိုင်းရေးလုပ်ခဲ့ရတယ်သားတွေလည်းရှင်ပြုခဲ့ရပါတယ်ခုလိုဖြည့်ချပေးရတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ညီမတို့မာလာမြန်ကနေပြီးတော့ကြာတော့လေအခုအတွက်လက်ဆောင်ပစ္စည်းလေးပြင်ဆင်လာပေးတာပါရှင်ဟုတ်ကဲ့ပါစိုက်ပျိုးသီးနှံထွက်တိုးမြန်၍သီးနှံစီကောင်းရပါစေကြောင်းမာလာမြိုင်စိုက်ပျိုးရေးသွင်းအားစုကုမ္ပဏီမှတောင်သူလယ်သမားနှင့်အတွက်စုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင်တောင်သူတိုင်းအတွက်မာလာမြိုင်